ဘိုင်ဒင်ကခန်းစားချက်တွေကိုအသုံးချခြင်းနေပြီဖြစ်လို့ဖြစ်နိုင်ရင်စပါးနဲ့ဒီနေ့ပဲကန်ခြင်းနေပြီဆိုတဲ့အာဒီတာပရိသတ်များဝဲမိတ်တော်ဗျာ Yes ပေါ် iMac ခွန်ရှိကိုစားပေးကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင် iBac ခွန်ရှိကိုမောင်556ကစားမယ်ဆိုရင် Fiber 39 420 63လုံး946ကိုဆက်သွယ်စုံစမ်းအကောင့်ဖွင့်ကစားနိုင်ပါလိမ့်ခင်ဗျာ Arsenal ပရိသတ်ကြီးရဲ့အောက်ဆုံးကဦးကိုတေးကြပေးနောက်မှာ Man City အတွက်ချန်ပီယံလမ်းကြောင်းကိုကော်စောနီခင်းပေးလိုက်သလိုဖြစ်သွားခဲ့ပေမဲ့ကျွန်တော်ရဲ့ဒီပြဂျီမီကေအာဒီတာကတော့အေးစစ်စစ်ပါပဲတီဝင်နေမှာကစားမယ့်တင်မင်းတမန်မြောက်လန်နဲ့တာပြီးအကျိုးသတင်းစာရှင်းလင်းပွဲမှာအာဒီတာပြောသွားတဲ့စကားတွေကိုနားထောင်ကြည့်လိုက်ရင်သူဟာဘောလုံးဒီပြတယောက်ထက်ဆိုင်တရားစခန်းကရိတ်တာမှုဒါမှမဟုတ်စိတ်ခွန်အားပေးဟောပြောပွဲကဆရာကြီးတယောက်နဲ့ပို့တူနေပါတယ်ဘူးနဲ့ပွဲမှာတေးကြားခဲ့တာနဲ့ပတ်သက်ပြီးသတင်းတော်တွေကမေးတဲ့အခါအာဒီတာကဒါကအခန်းတစ်ခန်းမှာအခန်းနဲ့ဆက်ခွန်မှာဘူးနဲ့တေးကြားတယ်လို့ရေးထားတယ်ကျွန်တော်စိတ်ဝင်စားတာကနောက်အခန်းမှာဘွားဆိုတာရှေးဆက်သွားနေတာပဲလို့တသနာတွေခင်းသွားပါတယ်ကဲစဉ်းစားလာကြည့်ကြပါတော့ပရီးမီးယားလိဖလားလူနေတဲ့အချိန်မှာတန်းစင်းစုံကအသင်းကိုအမှတ်သွားခွဲပေးလိုက်တာကိုအာဒီတာကဆယ်ကျော်သက်ကောင်မလေးတွေရေးတဲ့ဒိုင်ယာရီတုပ်လို့သဘောထားနေပါတယ်ဒါကဘာလဲထူလဲဆိုတော့လမ်းလျှောက်ရင်ချော်လဲပြီးရှုံးဝက်တဲ့ကြာသွားတဲ့သူကချစ်ချင်းမထပဲအင်းဒါဟာငါးဘွားရဲ့ဒိုင်ယာရီတဲကအမှတ်သားစရာအခန်းအခန်းပဲဆိုပြီးဝယ်ထဲမှာဆက်ထားရည်လိုပါပဲချန်ပီယံဖြစ်ချင်တဲ့အသင်းဆိုတာကအခန်းဆက်ခွန်မှာငါတို့ညံ့ခဲ့လို့ဒိုင်ယာရီမရေးပါဘူးအဲ့အခန်းကိုစုပ်ပြဲပြီးကွင်းထဲမှာအသေးလဲပြန်လေးကျင်ရတာပါဘွားဆိုတာဆက်သွားနေမှာပဲဆိုတာဖလားမရတဲ့အသင်းတွေအမြဲတမ်းသုံးတဲ့နှစ်သိမ့်စကားဆိုတာအာဒီတာတယောက်မေးနေပုံရပါတယ်အာဆင်နယ်အသင်းသားတွေကဝင်းနယ်ပွဲမှာအချိန်ဆွဲတာကိုဝအသင်းရဲ့ TikTok ကနေနှောင်ပြောင်ထားတဲ့ကိစ္စကိုမေးတော့အာဒီတာကသူအဲ့ဒါတွေမဖတ်ပါဘူးတဲ့သူဖတ်တာကဝူနီးပြ Robert Edward အာဆင်နယ်ကိုလိမှာအကောင်းဆုံးအသင်းမှလို့ကြီးကျူးထားတာကိုပဲစိတ်ဝင်စားတယ်ဒါကတော့တကယ်ကိုရည်စရာအကောင်းဆုံးအချက်ပါပဲအောက်ဆုံးကအသင်းကိုနိုင်ဖို့အတွက်ဒဏ်ရာရကျင်အောင်ဆောင်ပြီးအချိန်ဆွဲခဲ့တာကအာဆင်နယ်ပါအဲ့လိုအရှက်ရစရာလိုရက်တွေကိုဖုံးကွယ်ဖို့အတွက်ပြန်ပြန်နီးပြရဲ့မြောက်ပင်စကားလေးတစ်ခုကိုစုပ်ကင်ထားတာကတော့တနာစရာကောင်းနေပါပြီ။ဒါကဘာနဲ့တူလဲဆိုတော့ရွာတွေကလူတွေအကုန်လုံးကကိုလူကြောင်ကြီးလူလိန်ကြီးလို့ဝိုင်းလောင်နေကြပါမယ်။လမ်းထိပ်ကရဲသမားကအမေအညီလေးလှတယ်ကွာလို့တကုံးပြောလိုက်တာကိုတွေ့လားတရားလုံးကငါ့ကိုထင်ကြီးနေတာဆိုရင်ကိုလိန်ညာဖြေသိမ့်နေတဲ့လူကြောင်နဲ့ကြည့်လို့ပါပဲ။ရွာအဝက်ကတော့အကောင်းဆုံးအသင်းလို့ပြောမှာပေါ့။ဘာဖြစ်လဲဆိုတော့အဲ့ဒီအကောင်းဆုံးဆိုတဲ့အသင်းစီကနေသူတို့ကရွှေလိုဖိုးတန်တဲ့တမတ်ကိုအလွယ်တကူရသွားတာပေါ့အာဒီတာကအဲ့ဒီဂျင်းစကားလေးကိုကိုင်ပြီးသတင်းစာရှင်းလင်းပွဲမှာလာကြွားနေတာကရန်ပွဲမှာအသေးလေးရိုက်ခံရပြီးမှဒီလောက်တော့အေးဆေးပါလို့ပြောနေတယ်လို့အရှက်ပြေစကားတက်တက်ပါပဲစပါးနဲ့မြောက်လန်တန်တာပြီးပွဲစဉ်ကစားရမယ့်အကြောင်းကိုအာဒီတာကဒီနေ့ပဲချက်ချင်းကစားကျင်နေပြီးဘိုက်ထဲမှာခန်းစားနေရတဲ့အဲ့ခန်းစားချက်ကိုအသုံးချကျင်နေပြီလို့ပြောပါတယ်ဘာလို့ဝဲကစားဖို့ကိုဘိုက်ထဲကခန်းစားရတယ်ဆိုတာဘာကိုပြောတာလဲဒါကဘာနဲ့တူလဲဆိုတော့အဆောင်ပွဲကန်းတဲ့ဝင်ကန်ကြီးကြောက်လုံးလို့ဘိုင်းနာပြီးအိမ်သာပြေးချင်နေတဲ့ចောင်းသားတယောက်ရဲ့ခန်းစားချက်မျိုးပါပဲအာဆင်နယ်ပရိသတ်တွေအနေနဲ့အဲ့ဒီဘိုက်ထဲကခန်းစားချက်ဆိုတာကိုအထူးသတိထားဖို့လိုအပ်ပါတယ်တမိုင်းကြောင်းရအေဘယ်လာမေလာရောက်ပြီဆိုတာနဲ့အာဆင်နယ်အသင်းသားတွေရဲ့ဘိုက်ထဲမှာဘော်ဒလင်းဆန်ဒရိုဖီယားမခံနိုင်ပဲချီးပါချသလိုပြိုလဲတက်သောယောဂါကအမြဲတမ်းထားလေးရှိပါတယ်အာဒီတာပြောတဲ့ဘိုက်ထဲကခန်းစားချက်ဆိုတာချန်ပီယံစိတ်တဲ့ကြောင့်စားလောင်နေတာလားဒါမှမဟုတ်စပါးကိုကြောက်ပြီးအဆိုင်ယောဂါထားနေတာလားဆိုတာတွင်းနေကွင်းထဲရောက်ရင်အဖြေပေါ်ပါလိမ့်မယ်ဒဲနောက်ကရာသီကုန်အတွက်စိုးရင်စရာရှိလားလို့မေးတော့အာဒီတာဖြေလိုက်တဲ့အဖြေကအမှုပညာမြောက်လို့ပါတယ်ပစ္စုပန်မှာနေရမယ်ပစ္စုပန်ကတိတ်လှပါတယ်ငါတို့ဖြစ်ချင်တဲ့နေရာအတိအကျကိုရောက်နေတယ်တဲ့မန်စီးတီးကနောက်ကနေဒေါသတကြီးလိုက်လာပြီးဘူးလော်အသင်းကိုအမှတ်ခွဲပေးလိုက်ရတယ်စပါးကလည်းအင်ကွင်းမှာအာဆင်နယ်ကိုဖြုတ်ချဖို့သွားသွေးနေပြီအဲ့လိုအခြေအနေကြီးကိုပစ္စုပန်ကတိတ်လှပါတယ်လို့ပြောနေတာကကိုယ့်အိမ်ကြီးမီးဟုံးဟုံးတောက်လောင်နေတာကိုကြည့်ပြီးမိသက်ကခေါ်ရမယ့်အစားအိုးမီးတောက်လေးတွေရဲ့အယောင်ကတိတ်လှတာပဲပစ္စုပန်ကတိတ်လှတာပဲလို့တွေးပြီးမိဘဝေးမှာဂီတာထိုင်တီးနေတဲ့လူတယောက်နဲ့ထပ်တူကြားနေရလို့ဆိုရတော့မှဖြစ်ကြပါအစောကြီးကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ